ကျွန်တော်တို့နေတိုင်းစားနေကြမြန်မာထမင်းဝိုင်းလေးကိုလေကျမရေးအတွက်အကျိုးရှိဆုံးဖြစ်အောင်ဘယ်လိုအာဟာရဖြည့်မလဲဆိုတာကိုဒီတစ်ခေါက်မှပြောပြသွားချင်ပါတယ်ဟုတ်တယ်အဓိကမေခွန်ကဒါပဲပေါ့နော်နေတိုင်းစားနေကြထမင်းဟင်းတွေကနေခန္ဓာကိုယ်အတွက်တကယ်လိုကတဲ့အာဟာရဓာတ်တွေအပြည့်အဝရအောင်လေအဲ့ဒီထမင်းဝိုင်းတစ်ခုကိုဘယ်လိုမျိုးစနစ်တကျပြင်ဆင်ကြမလဲအဲ့ဒီတော့လေဒီအကြောင်းကိုရှင်းရှင်းလင်းလင်းချစ်တော့အောင်အပိုင်း၄ပိုင်းခွဲပြီးပြောပြမယ်နော်ပထမဆုံးအာဟာရရဲ့အခြေခံသဘောတရားလေးတွေပြီးတော့အရန်လွယ်တဲ့တိုင်းတာနည်းတစ်ခုနောက်ပြီးတော့စွမ်းအင်နဲ့ချီးထွားမှုကိုအားပေးတဲ့အစားအစာတွေနောက်ဆုံးတစ်ခုကတော့ခန္ဓာကိုယ်ကိုကာကွယ်ပေးတဲ့အယောင်ဆုံးအစားအစာတွေအကြောင်းပေါ့ကဲဒါဆိုပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်အာဟာရဖြစ်တဲ့ထမင်းဝိုင်းတစ်ခုကိုမဖြစ်စင်ခင်ပါလေဘာကြောင့်အစားအစာတွေကိုမြင့်မြတ်တတ်တာစားဖို့လိုတာလဲဆိုတဲ့အခြေခံအကြောင်းရင်းကိုအရင်ဆုံးနားလည်ထားဖို့ကတော်တော်လေးအရေးကြီးတယ်အဓိကမှတ်ထားရမှာဘာလဲဆိုတော့လေအစားအစာတစ်မျိုးလေးကနေခန္ဓာကိုယ်လိုအပ်တဲ့အာဟာရအားလုံးကိုဘယ်တော့မှမရနိုင်ဘူးဆိုတာပါပဲအဲဒါကြောင့်ကျန်းမာရေးကောင်းခြင်းနဲ့ဆိုရင်အစာအုပ်စုအစုံဝန်းလင်းကနေမျိုးစုံရွေးပြီးစားသုံးဖို့ကမရှိမဖြစ်ပါပဲโอเคအစားအစာတွေကိုဘလောက်ပမာဏအစားရမလဲဆိုတဲ့မိခွန်ကိုဖြည့်ရှင်းပေးမဲ့လက်တွေ့ကြပြီးတော့အရန်လွယ်တဲ့နီလန်ကောင်းတစ်ခုကိုမိတ်ဆက်ပေးခြင်းပါရဲ့အဲ့ဒါကတော့ unit လို့ခေါ်တဲ့တိုင်းတာမှုစနစ်ပါပဲ unit ဆိုတာကဘာလဲဆိုတော့လေအစားအစာအမျိုးမျိုးကိုလွယ်ကူတိုင်းတာနိုင်ပြီးတော့အာဟာရမျှတတဲ့ထမင်းဝိုင်းတစ်ခုဖြစ်အောင်ဖန်တီးနိုင်ဖို့စံတတ်မှတ်ထားတဲ့ပမာဏတစ်ခုပေါ့ဒီစနစ်ကအာဟာရတွေ့ရတာကိုလူလိုက်အတွက်တကယ်ကိုလွယ်သွားစေမှာပါဒီ unit စနစ်ရဲ့အကောင်းဆုံးအချက်ကဘာလဲတိလားအထူးကိရိယာတွေဘာမှမလိုဘူးကျွန်တော်မီးဖို့ခြုံတိုင်းမှာရှိနေကြဖြစ်ခဲ့လက်ဖက်စွန်းတို့သမင်းစားစွန်းတို့ပန်းငလုံးလေးနဲ့ပဲလွယ်ကူတိုင်းတာလို့ရတာပါပဲဟုတ်ပြီအခုဆိုရင်ကျွန်တော်ထမင်းမှန်းကန်အတွက်အခြေခံအကြားဆုံးအုပ်စုတွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြရအောင်ပထမဆုံးအနေနဲ့ကတော့ခန္ဓာကိုယ်ကိုစွမ်းအင်ပေးပြီးကြီးထွားဖွံ့ဖြိုးမှုကိုအဓိကအထောက်အကူပြုတဲ့အစာအစာတွေဖြစ်ပါတယ်ဒီအုပ်စုကတော့ကားစီးတက်ကျွယ်ဝပြီးခန္ဓာကိုယ်အတွက်အဓိကစွမ်းအင်ကိုပေးတာပေါ့ဒီမှာပြထားတဲ့အတိုင်းပဲထမင်းဆိုရင်ဟင်းတောက်ပန်းကန်လုံးတစ်ဝက်ပေါင်မုတ်ဆို2ချက်အာလူအလက်စာတစ်လုံးအဲ့ဒါတွေကတယူနစ်စီနဲ့ညီမျှပါတယ်ဒီအုပ်စုနဲ့ပတ်သက်ပြီးအဓိကပေးခြင်းတဲ့ချန်ပီယံချစ်အဖို့ကတော့ဖြစ်နိုင်မနော်ထမင်းပြူအစားစလုံးညိုကိုရွေးစားဖို့ပါပဲဘာလို့လဲဆိုတော့လေကြိတ်ခွဲမထားတဲ့ကောင်းတန်တွေမှာဗီတာမင်တို့သတ္တုဓာတ်တို့အမြင့်ဓာတ်တို့ကပို့ပြီးတော့ကျွယ်ဝနေလို့ပါပဲနောက်တစ်ခုကတော့ခန္ဓာကိုယ်ချီးထွားဖြစ်ဖို့အတွက်လုံးဝကိုမရှိမဖြစ်လို့အပ်တဲ့အသားဓာတ်အုပ်စုပေါ့ဥမာအနေနဲ့ဆိုရင်ငါတစ်ပိုင်းတစ်စားလောက်ကြက်သား2တုံးကြက်ဦးတစ်လုံးရမမဟုတ်တိုဖူး1တုံးရဲ့တဝက်ကဒီ unit စာဖြစ်ပါတယ်တိရစ္ဆာန်ကရောအဖင်ကရောရွေးချယ်စရာတွေအများကြီးရှိပါတယ်ပူပြီးရှင်းတော့အောင်ပြောရရင်လေအသားဓာတ်ကိုအဓိကအပြင်အရင်အမြင့်နှစ်ခုကနေရနိုင်ပါတယ်တေချန်ကတဲ့အသား9ဥနှုတ်ထွက်ပစ္စည်းတွေရယ်ပြီးတော့အပင်ကတဲ့ဘဲအမျိုးမျိုးဒိုဖူးနဲ့အရှိဆန်တွေရယ်ပေါ့နှမျိုးစလုံးကအာဟာရမျှတာမှုအတွက်အရေးကြီးတာချေပါပဲစီနဲ့အစီတွေကလည်းခန္ဓာကိုယ်ကလိုအပ်တဲ့စွမ်းအင်အရင်းမြစ်တစ်ခုပါတယ်ဒါပေမဲ့ပမာဏကိုတော့အထူးသတိပြုရမယ်နော်မြေပဲစီနန်းစီလိုမျိုးစီတစ်မျိုးမျိုးကိုလက်ဖက်ရည်စွန်းဇဇွန်ဒါမှမဟုတ်အုံတို့ထမေးစားစွန်းဇဇွန်ကတယူနစ်စာပဲဖြစ်ပါတယ်ဆိုတော့အဓိကအချက်ကကျန်းမာရေးနဲ့ညီညွတ်တဲ့အစီကိုရွေးပြီးမကောင်းတဲ့အစီတွေကိုရှောင်ဖို့ပါပဲအထူးသဖြင့်ထိုးပတ်လို့ပြေးဝါစီတွေပြီးတော့မုံဖို့ပစ္စည်းတွေနဲ့အကျော်တွေမှာပါတဲ့အသွင်ပြောင်းစီတွေကိုတတ်နိုင်တဲ့လောက်ကိုရှောင်ကျဉ်သင့်ပါတယ်ကဲနောက်တစ်ပိုင်းကိုဆက်သွားလိုက်ကြရအောင်ဒါကတော့ကျွန်တော်တို့ပန်းကန်ထဲကအယောင်အသွေးစုံလင်းပြီးလိုအပ်တဲ့ဗီတာမင်တွေနဲ့အကားကွယ်ပေးတဲ့အစားအစာတွေအကြောင်းပါပဲအင်ဒီဟရွက်တွေဝက်တယူနစ်ပမာဏလေးချက်ပြပြီးသားဆိုရင်ဟင်းတော့ပန်ကလုံးတွဲလောက်အစင်ရတန်းဆိုရင်တော့ပန်ကလုံးတစ်လုံးပြည့်ရှိပါတယ်ဟုတ်တယ်ချက်လိုက်ရင်ရွက်စားကတီးသွားတော့တတိပြရမှာပေါ့ဒါကတကယ်ကိုကောင်းတဲ့အချက်တစ်ခုကိုရှင်းရှင်းလင်းလင်းပြနေတာပါမထားရမယ်ရိုးရှင်းတဲ့နီလန်းကတော့ပန်းကန်းထဲမှာအယောင်ဆုံးလေးအာဟာရကေဝလေးပါပဲအထူးသဖြင့်အဝါရောင်တဲ့အစိမ်းရရောင်ဟင်းသီးဟင်းရွက်တွေမှာဗီတာမင် A ကျွယ်ဝပါတယ်တတိတွေအတွက်ဒီယူနစ်ပမာဏကိုချီလိုက်ရအောင်ငါပြောသည့်အလတ်တစ်လုံးဓမ္မတင်ပေါ်သည့်အလတ်တစ်လုံးရဲ့၄ပုံတစ်ပုံဖယ်သည့်ဆိုရင်တော့တကိုက်စာ6တုံးကနေ8တုံးလောက်ကဒီယူနစ်ဖြစ်ပါတယ်တစ်တီစားသုံးမှုနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အဓိကအချက်ကတော့လေတစ်တီဖြိုရည်ဒီအစားလက်ဆက်အသီးလုံးကိုစားသုံးဖို့ပါပဲဘာလို့လဲဆိုတော့ဒီလိုစားမှအစာချေစနစ်အရေးပါတဲ့အမြန်တာအပြည့်အဝကိုရရှိနိုင်မှာပါနောက်ဆုံးစုကတော့အစစ်အဆန်တွေပါမြေပဲတို့နှမ်းတို့တီဟိုစေတို့စားရတွေကိုထမင်းစားဆုံးအစုံပမာဏလောက်စားသုံးတာကတယူနစ်နဲ့ညီမျှပြီးတော့အရန်ကောင်းတဲ့အာဟာရဖြစ်ဆွတ်စာတစ်ခုဖြစ်ပါတယ်စားမပါတဲ့အစီအစဉ်တွေကကျန်းမာရေးနဲ့ညီညွတ်တဲ့အသေးစားတစ်ခုလည်းဖြစ်တယ်
ဒါမှမဟုတ်ရင်အတုတ်တွေမှာထဲတာတော့တခြားဟင်းလျာတွေမှာထဲတာတော့လုပ်ပြီးတော့နေ့စဉ်အစားအစာတွေမှာဝဲလွယ်ကူကူထဲသွင်းစားသုံးနိုင်ပါတယ် ကဲအခုရှင်းပြခဲ့တာတွေအားလုံးကိုပြန်စဉ်းစားကြည့်ပြီးတော့လေနောက်တစ်ခါထမင်းစားတဲ့အခါကိုပန်းကန်ထဲကိုအယောင်အသွေးစွန်လင်းတဲ့အစားအစာတစ်ခုအနေနဲ့ဘာကိုများထည့်ဖို့စဉ်းစားမိပါတယ်လေဒီမေကုန်းလေးကဒီနေ့တီးလိုက်ရတာတွေကိုချက်ချင်းပဲလက်တွေ့အထုံးချဖို့တွားပေးပါလိမ့်မယ်